ဒီနေ့ကျွန်တော်ပြောပြမယ် topic လေးကဘာလဲဆိုတော့အိမ်ဝယ်ဖို့ဈေးကျအောင်စောင့်နေတဲ့သူတွေအတွက် topic လေးပဲဖြစ်ပါတယ်အိမ်ဈေးကျမှဝယ်မယ်ဆိုပြီးစောင့်နေတာကကိုဘယ်တော့မှအိမ်မပိုင်အောင်လှုပ်လိုက်တာ ਨੇ အတူတူပါပဲခင်ဗျာအားလုံးပဲမင်္ဂလာပါ Dream အိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းကကိုပိုင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့ဘယ်လဲပြောရမယ်ဆိုရင်လွန်ခဲ့တဲ့2022ဆိုတော့ကျွန်တော်တို့အခု2026ဆိုလွန်ခဲ့တဲ့4နှစ်ပေါ့နော်လွန်ခဲ့တဲ့4နှစ်ကကျွန်တော်အိမ်က7,300ပဲရှိပါတယ်အဲ့ဒါကိုပြင်နာစင်နာနဲ့7,350လောက်တော့ဖြစ်သွားတယ်အခုအချိန်မှာတော့အဲ့မြေကွက်ကိုပဲပြန်ဝယ်မယ်ဆိုလို့ရှိရင်7,300အထက်မှာပဲဖြစ်နေပါပြီခင်ဗျာဈေးနှုန်းက10ဆမကဘူးတက်သွားတာမျိုးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာကျွန်တော်တို့အဲ့အိမ်ကိုမဝယ်ခဲ့ဘူးဒါပေမဲ့ဘန်ထဲမှာပဲအဲ့300ကိုထားမယ်ဆိုလို့ရှိရင်အခုချိန်မှာဘန်တိုးထန်ကုန်ဘန်ကိုတိုးထန်ကုန်300ပဲရှိမှာပဲဖြစ်မှာရှိမှာပဲဖြစ်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဈေးကြဖို့စောင့်နေတာဆိုလို့ရှိရင်တော့လုံးဝအင်ချမီဈေးရကြမှာမဟုတ်ဘူးဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အင်ချမီဈေးကမကြဘဲနဲ့ဈေးတန့်သွားတယ်ဆိုတာမျိုးပဲရှိပါတယ်ခင်ဗျအင်ချမီမှာအင်ချမီဝယ်ဖို့အကောင်းဆုံးအချိန်ဆိုတာမရှိပါဘူးအခုချိန်မှာလူချင်းမင်းစီမှာရှိတဲ့ပတ်စံနဲ့ဝယ်လိုက်တာကအကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီဈေးနဲ့အခုစီကိုစီမှာရှိတဲ့ပတ်စံနဲ့ဒီအိမ်ကိုမဝယ်လိုက်ဘူးဆိုရင်နောက်2နှစ်3နှစ်ကြာရင်ကိုစီလူချင်းမင်းစီမှာရှိမဲ့ပတ်စံကအဲ့အိမ်ကိုဘယ်လို့မှဝယ်လို့ရတော့မှာမဟုတ်ဘူးဒါကြောင့်မလို့လူချင်းမင်းတို့အနေနဲ့အိမ်ချမေးဈေးကြတာကိုထိုင်ဆောင်မနေပါနဲ့လူချင်းမင်းတို့စီမှာရှိတဲ့ဘတ်ဂျက်နဲ့ကိုက်ညီမဲ့အိမ်မျိုးရှာတွေ့ဖို့ကိုကျွန်တော်တို့ Dream နဲ့အတူချိတ်ဆက်ပြီးတော့အခုပဲရှာဖွေလိုက်ပါခင်ဗျာလူချင်းမင်းတို့နေပြီးတော့ပုပ္ပပသီရီမျိုးမှာအိမ်ချမေးရောင်းဝင်ကလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Dream အိမ်ချမေးရှိပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့မနက်ခင်းလေးဖြစ်ကြပါစေကျွန်တော်ကတော့ Dream အိမ်ချမေးစူးစမ်းလုပ်ငန်းကကိုပိုင်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ